လူသားတွေရဲ့ခန္ဓာကိုယ်ထဲမှာတိရစ္ဆာန် DNA တွေရောက်ရှိသွားပြီးရက်ဆက်ကြမ်းကြုတ်တဲ့တတ္တဝါဆန်းတွေဖြစ်ကုန်ကြသလိုတိရစ္ဆာန်တွေကလည်းလူသား DNA တွေရရှိပြီးမထင်မှတ်ထားလောက်အောင်ဉာဏ်ရည်ထက်မြက်တိုးတက်လာခဲ့ရင်ဘာတွေဆက်ဖြစ်လာမလဲဒါတွေအားလုံးဟာအာကာသပြင်ပကနေရောက်ရှိလာခဲ့တဲ့စမ်းကြယ်တဲ့တစ်ပင်ကြီးတစ်ပင်ကြောင့်ပဲဖြစ်ပြီးတော့ထင်မှတ်မထားတဲ့အဆုံးသက်စီကိုရောက်ရှိသွားစေတော့တာပါဇလန်းစတင်တဲ့နေရာကတော့ကဘာကြီးရဲ့မြောက်ဝင်ရိုးစွန်းပိုင်းကလှပလွန်လာတဲ့အလင်းတန်းတွေဖြာထွက်နေတဲ့ဒေသမှာပဲဖြစ်ပါတယ်ကြီးမားလာတဲ့ဥက္ကာပြန်ကြီးတစ်လုံးဟာမြေပြင်ပေါ်ကိုပြင်းထန်စွာထိုးကျလာခဲ့ပြီးတွင်းနက်ကြီးတစ်ခုဖြစ်ပေါ်သွားခဲ့တာပါ။အဲဒီနောက်မှာတော့အပြာရောင်မီးတောက်တွေကြားကနေဆန်းပြားလာတဲ့တစ်ပင်ကြီးတစ်ပင်စတင်ပေါက်ဖွားလာခဲ့ပြီးအားလုံးအတွက်ရှုပ်ထွေးပွေလီတဲ့ပြဿနာပေါင်းစုံရဲ့အဓိကအရင်းအမြစ်ဖြစ်လာခဲ့ပါတော့တယ်။မကြာမီအချိန်တွင်းမှာပဲနှင်းဖုံးတောင်တန်းပေါင်း100မကရှိနေတဲ့နှင်းပြင်ကြီးကြားထဲမှာသေးငယ်တဲ့စက်ရုပ်ကလေးတစ်ရုပ်ဟာထူးဆန်းမှုတွေကိုလိုက်လံစုံစမ်းစစ်ဆေးရင်းတွာလာနေခဲ့ပါတယ်။အဲဒီလိုလိုက်ရှာရင်းနဲ့မှစက်ရုပ်ကလေးဟာနှင်းလိုဖြူဖွေးနေတဲ့မြေခွေးဖြူလေးတစ်ကောင်နဲ့ရုတ်တရက်သွားရောက်တွေ့ဆုံလိုက်ရပါတော့တယ်။အဲဒီမြေခွေးဖြူလေးရဲ့ပါးစပ်မှာတော့အယောင်လက်နေတဲ့ဘယ်ရီသီးတစ်လုံးကိုကိုက်ထားခဲ့တာဖြစ်ပါတယ်။စက်ရုပ်ကလေးကအဲ့ဒီအသီးကိုစစ်ဆေးကြည့်လိုက်တဲ့အခါမှတ်တမ်းတွေထဲမှာလုံးဝမရှိဘူးပဲဒီကဘာပေါ်ကမဟုတ်တဲ့သီးနှံတစ်မျိုးလိုဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်စက်ရုပ်ကလေးဟာအဲ့ဒီဘယ်ရီသီးကိုလူယူဖို့စူးစမ်းခဲ့ပေမဲ့မြေခွေးဖြူလေးကလည်းအလွယ်တကူမပေးဘဲရုန်းကန်ထွက်ပြေးခဲ့တာပါ။အဲ့ဒီလိုနဲ့သူတို့နှစ်ကောင်ကြားတယောက်နဲ့တယောက်အသေးအတန်လိုက်လံဖမ်းဆီးကြရင်နောက်ဆုံးမှာတော့စက်ရုပ်ကလေးဟာအဲ့ဒီဘယ်ရီသီးကိုရရှိသွားခဲ့ပါတော့တယ်။မြေခွေးအုပ်စုကတော့ဒါကိုအလွယ်တကူလက်လျှော့မဲ့ပုံမပေါ်ခဲ့ပါဘူး။စက်ရုပ်ကလေးဟာလေထဲမှာပြန်တန်းနိုင်အောင်ဒီဇိုင်းထွင်ထားလို့ကန်ကောင်းသွားတယ်ဆိုပေမဲ့ရှေ့ကမြေခွေးမှာငှက်တကောင်လိုဖြူဖွေးတဲ့အတောင်ပံတွေရှိနေတာကြောင့်ကန်ဆိုးသွားခဲ့ရပါတယ်။ဒီလိုစမ်းကြဲတဲ့တတဝါဆန်းရဲ့တိုက်ခိုက်မှုကြောင့်စက်ရုပ်ကလေးဟာကဘာပေါ်မှာလုံးဝမရှိဘူးတဲ့ထူးဆန်းတဲ့တစ်ပင်ကြီးတစ်ပင်အောက်ကိုပြုတ်ကျသွားခဲ့ပါတယ်။အဲဒီစမ်းကြဲတဲ့တစ်ပင်ကြီးလိုပဲသူ့ရှိမှရောက်လာတဲ့တတဝါကြီးကလည်းဝက်ဝံနဲ့ပင်လယ်ဖြန်ရောနှောထားသလိုခန္ဓာကိုယ်ကြီးမားလာတာပါ။အဲ့ဒီတတဝါကြီးရဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုကြောင့်စက်ရုပ်ကလေးရဲ့စနစ်တစ်ခုလုံးချက်ချင်းပိတ်သွားခဲ့ရပြီးအဲ့ဒီလိုစက်ရုပ်ကလေးအိပ်ပျော်သွားချိန်မှာပဲတခြားနေရာကလူတစ်ယောက်ဟာရုတ်တရက်နိုးထလာခဲ့ပါတော့တယ်။အဲ့ဒီနိုးထလာသူကတော့စာသင်ခန်းထဲမှာပိတ်လောင်အပြစ်ပေးခံရတဲ့အထက်တန်းကျောင်းသူလေးဇိုးအီပဲဖြစ်ပါတယ်။သူမဟာပြင်းရည်လွန်လို့ယူမတက်ဖြစ်နေခဲ့ရပြီးဆရာကတော့ဒါဟာဇိုးအီလိုစကားနားမထောင်တဲ့ကလေးတွေအတွက်အထီးရောက်ဆုံးအပြစ်ဒဏ်ပဲလို့ပြောခဲ့ပါတယ်။ဇိုးအီကတော့လွတ်လွတ်လပ်လပ်ပြန်တန်းနိုင်တဲ့ငှက်တကောင်လိုလွတ်လပ်မှုမျိုးပဲလိုချင်နေခဲ့တာပါ။ဒါပေမဲ့ဆရာကတော့သူမဟာလူတစ်ယောက်ဖြစ်တာကြောင့်ငါတို့လူသားတွေမှာလိုက်နာရမယ့်စည်းကမ်းတွေရှိတယ်လို့ပြက်ပြက်သားသားပြန်ပြောခဲ့တာပါ။ဒါပေမဲ့ဇိုးအီလှုပ်သမျှအရာရာဟာစီကန်းတွေနဲ့အမြဲတမ်းဆန့်ကျင်ဘက်ဖြစ်နေခဲ့ပြီးသူမရဲ့ခေါင်းထဲမှာဘာစီကန်းမှမရှိခဲ့ပါဘူး။ကျောင်းစီကန်းတွေကိုချိုးဖောက်ပြီးအမြဲတမ်းပြဿနာရှာတတ်သူဖြစ်ပါတယ်။တတ်မှတ်ချိန်ကျော်သွားခဲ့တာတောင်မှမုတ်ခိုးဝယ်တာတွေမကပဲဆရာရီရဲ့အိမ်သားကိုလည်းတ िश ူးစက်ကူတွေနဲ့ပိတ်ဆို့သွားအောင်အထိပြဿနာရှာခဲ့ပါသေးတယ်။ဇိုးအီကတော့ဒါဟာဆရာမရဲ့အိမ်သားကိုတေချာဆောက်ရှောက်တန်ရှင်ရေးလုံးမလုံးစမ်းသက်ယုံတင်ပါလို့စင်ကြေပေးပြီးပြောခဲ့တာပါ။ဒါပေမဲ့လည်းနှကမ်းမွေးထူထူနဲ့ဆရာကတော့ဇိုးအီသားဒီတိုင်းဆက်ပြီးခေါင်းမာနေရင်အနောက်တန်းကကျောင်းသူလေးလိုဖြစ်သွားလိမ့်မယ်လို့ဆက်ပြောခဲ့ပါတယ်။အဲ့ဒီကျောင်းသူလေးဟာကျောင်းသုံးကျောင်းကနေကျောင်းထုတ်ခံခဲ့ရပြီးဒီကျောင်းမှာလည်း6ချိန်တိုင်တိုင်အပြစ်ဒဏ်ပေးခံထားရတဲ့တကယ်သဘုံမကြီးပဲဖြစ်ပါတယ်။ဒါပေမဲ့ဆန်းနာကဇိုးအီကတော့အဲ့ဒါကိုတော်တော်လန်းတာပဲလို့တွေးနေခဲ့တာပါ။ဒါကြောင့်ဆရာကအဲ့ဒါလုံးဝအားကျစရာမဟုတ်ဘူးလို့တတိပေးနေတော့မှပဲကျောင်းခေါင်းလောင်းတန်ထမိလာခဲ့ပါတယ်။ဒါဟာဇိုးအီတောက်ပရမယ့်အချိန်ဖြစ်ပြီးသူမဟာတကားပိတ်ထွက်သွားချိန်မှာမှန်ကိုခွဲသွားခဲ့ပြန်ပါတယ်။ကြည့်ရတာဇိုးအီဟာပြဿနာရှာတတ်သူမဟုတ်ပဲသူမကိုယ်တိုင်ကပြဿနာအိုကြီးဖြစ်နေတာပါပဲ။ကျောင်းသားလေးကင်ကတော့အနာဂတ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းမှာစေတနာဝန်ထမ်းအဖြစ်ပါဝင်ဖို့ကျောင်းသားတွေကိုလိုက်လံစည်းရုံးနေခဲ့တာပါ။ကင်မဆုတ်မနစ်စူးစမ်းနေတာဟာဒီကဘာကြီးကိုပုံမကောင်းမွန်အောင်ဖန်တီးခြင်းနဲ့ခိုင်မာတဲ့အကြောင်းပြချက်တွေကြောင့်ပဲဖြစ်ပါတယ်။ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲလူတိုင်းကအဲ့ဒီလိုမတွေးကြသလိုအထူးသဖြင့်ကျောင်းကကိုလုံးကြီးမားတဲ့လူဆိုးကြီးဟာမုံပိုးယူလာဖို့မေ့သွားတိုင်းကိုင်စီအမြဲတမ်းလာရောက်ပြဿနာရှာလေးရှိတာပါ။ဒါကြောင့်လည်းအထက်တန်းကျောင်းဝင်းအတွင်းမှာကိုင်ဟာဘသူရဲ့စိတ်ဝင်စားမှုကိုမှမရရှိခဲ့ပဲဘသူကမှအဖက်မလုပ်ကြတာပါ။အထူးသဖြင့်ဇိုးအီဆိုရင်ကိုင်ရဲ့လိုက်လံပူစာစည်းရုံးမှုတွေကိုတဖြည်းဖြည်းစိတ်ပြက်လာပြီးသူမရဲ့ရင်ဘတ်မှာတစိမ့်လာကပ်ပေးတာကြောင့်ပိုလို့တောင်စိတ်ရှုပ်နေခဲ့တာပါ။ဇိုးအီကအဲ့ဒီတစိမ့်ကိုလွှင့်ပစ်လိုက်ပေမဲ့ဒီလောက်ရဲ့ကြောင်ကျောင်းတစ်ကျောင်းလုံးရဲ့ပြစ်မှတ်ဖြစ်သွားလိမ့်မယ်လို့ဘသူမှမထင်ခဲ့ပါဘူး။ဘာလို့လဲဆိုတော့တစိမ့်ဟာသိပ္ပံစမ်းသပ်ပွဲကရေလင်ပန်းနဲ့ပြုတ်ကျသွားပြီးရေတွေစင်ထွက်ကလျှက်စစ်ပစ္စည်းတွေကိုထိမှန်ပြီးမီးတောက်တွေဝုန်းကနေတောက်လောင်သွားခဲ့လို့ပဲဖြစ်ပါတယ်။ဇိုးအီရဲ့အသေးဖွဲလောက်ရက်လေးတစ်ခုဟာတကယ်ကိုကျောင်းတစ်ခုလုံးကိုမီးရှို့ပစ်လိုက်တယ်လို့မျိုးဖြစ်သွားခဲ့ရပါတော့တယ်။အခင်းဖြစ်ပွားရာနေရာမှာရှိနေတဲ့ဆရာမကလည်းဇိုးအီရဲ့နာမည်ကိုချက်ချင်းအော်ခေါ်လိုက်ပါတော့တယ်။ဇိုးအီဟာတမင်လုပ်ခဲ့တာမဟုတ်ပေမဲ့အိမ်ကိုအမြန်ဆုံးပြေးပြန်ခဲ့တာပါ။သူမတို့အိမ်မှာတော့အေးဆက်လွန်လာတဲ့မြောက်ပိုင်းဒေသအကြောင်းအပြေရှာနေတဲ့အမေဖြစ်သူရဲ့တခွဲခန်းရှိနေခဲ့ပါတယ်
အမေဖြစ်သူဟာအဲ့ဒီဒေတာမှာတက်ရှိတွေဘာကြောင့်ဆက်လက်ရှင်သန်နေနိုင်သေးတာလဲဆိုတာကိုအဖြေရှာဖို့ကြိုးစားနေကြတာပါ။ဂျိုးတို့မှတ်တမ်းတွေအရနှစ်ပေါင်းများစွာတွေကတရိษံအများစုဟာအလွန်အမင်းအေးဆက်လွန်းလို့အခြားနေရာတွေကိုပြောင်းရွှေ့သွားခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့စမ်းကြဲတာကအဲ့ဒီနှင်းပြင်ကြီးထဲမှာတရိษံအုပ်စုအချို့ဆက်လက်ကြန့်ရှိနေသေးတာပဲဖြစ်ပါတယ်။အမေဖြစ်သူဟာဒီပု္ပ္ပာရဲ့အဖြေကိုသိကျင်တာကြောင့်ကွင်းစင်းစုံစမ်းစစ်ဆေးမဲ့စက်ရုပ်ကလေးကိုကြိုတင်ဆေလွတ်ထားခဲ့တာပါ။အဲ့ဒီစက်ရုပ်ဟာဇလန်းအစပိုင်းမှာတွေ့ခဲ့ရတဲ့စက်ရုပ်ကလေးနဲ့အတူတူပဲဖြစ်ပါတယ်။ဓာတ်ခွဲခန်းထဲမှာသိပ္ပံနည်းပညာသုတေသနပစ္စည်းတွေအပြင်အမေဖြစ်သူမွေးမြူထားတဲ့တတ္တဝါလေးတွေလည်းရှိနေပါသေးတယ်။အဲ့ဒီတတ္တဝါလေးတွေဟာလည်းသမီးဖြစ်သူဇိုးဤလိုပဲအမြဲတမ်းပြဿနာရှာတတ်ကြတာပါ။ဇိုးဤအိမ်ပြန်ရောက်ပြီးမကြမီမှာပဲအမေဖြစ်သူဟာကျောင်းကဖုံးဆက်တိုင်ကြတာကိုလက်ခံရရှိခဲ့ပါတယ်။ဖုံးထဲမှာတော့သမီးဖြစ်သူဟာကျောင်းကိုမီးရှို့ဖို့ကြိုးစားခဲ့ပါတယ်လို့ပြောခဲ့တာပါ။ဇိုးဤပြဿနာရှာခဲ့သမျှအကြိမ်ကြိမ်အခါခါနောက်ဆက်တွဲတွေကိုအမေဖြစ်သူကပဲလိုက်လံရှင်းလင်းပေးခဲ့ရတာဖြစ်ပါတယ်။ပြဿနာဖြစ်ပြီးရင်မတိဟန်ဆောင်ပြီးရေခဲမုံစားရင်းနဲ့ဆိုဖာပေါ်လှဲနေတတ်တဲ့သမီးရဲ့လုပ်ရက်ကိုဒီတစ်ချိန်မှာတော့အမေဖြစ်သူကသီးမခံတော့ပါဘူး။ဒါကြောင့်အမေဖြစ်သူကဇိုးဤကိုအိမ်ပြင်မထွက်ရအပြစ်ဒဏ်ပေးလိုက်ရုံနဲ့မကပဲလက်ကင်ဖုံးကိုပါ9ရက်ကြာတင်စီလိုက်တော့မယ်လို့ပြောခဲ့ပါတော့တယ်။ဒါအပြင်ဒီအချိန်ဟာသူမအကြောင်းပြောင်းရမလားမပြောင်းရဘူးလားဆိုတာကိုအဆုံးဖြတ်ပေးမဲ့အရေးကြီးဆုံး9ရက်ဖြစ်နေခဲ့တာပါ။ဇိုးဤကတော့ဆက်စချင်းမှာလုံးဝမကြောက်ဘဲပေါ်ပေါ်ဆက်ဆက်ပဲသဘောထားနေခဲ့ပေမဲ့အမေဖြစ်သူရည်ညွှန်းလိုက်တဲ့အကြောင်းဆိုတာဘော်ဒါဆောင်နေရမယ့်အကြောင်းမျိုးဖြစ်နေမှန်းသိလိုက်ရချိန်မှာတော့တကယ်ကိုလန့်သွားခဲ့ရပါတော့တယ်။စုပ်ပြတ်တက်နေတဲ့အိတ်ခမ်းစားလို့မကောင်းတဲ့အစားအစာတွေနဲ့အဲ့ဒီအကြောင်းဟာဇိုးဤအတွက်တော့ကလေးထောင်ကြီးတစ်ခုနဲ့မခြားလာပါဘူး။အဲ့ဒီနောက်မကြာမီမှာပဲဇိုးဤရဲ့အဖေဖြစ်သူဟာအိမ်ကိုရောက်ရှိလာခဲ့ပါတယ်။အဖေဖြစ်သူဟာအမေနဲ့လမ်းခွဲထားပြီးသားဖြစ်ပေမဲ့သမီးဖြစ်သူရှိနေသေးတာကြောင့်နှစ်ယောက်စလုံးဟာဆက်လက်အဆက်အသွယ်ရှိနေကြတော့မယ်ဖြစ်ပါတယ်။ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်မိဘနှစ်ပါးစလုံးဟာဇိုးဤကိုတေချာဂရုမစိုက်ကြပါဘူး။အမေဖြစ်သူကသူမရဲ့သူတေသနာအလုပ်ထဲမှာပဲအမြဲစိတ်နဲ့ထားတတ်ပြီးအဖေဖြစ်သူကလည်းအိမ်ကိုခဏခဏပြန်လာတတ်ပါတယ်။ဒါပေမဲ့အဖေဖြစ်သူပြန်လာတာဟာပစ္စည်းမေ့ကြံခဲ့လို့သာဖြစ်ပြီးသမီးဖြစ်သူစီလာတွေ့တာမျိုးအတူတူအပြင်ထွက်ဆော့ကစားဖို့အတွက်လုံးဝမဟုတ်ခဲ့ပါဘူး။ဒီတစ်ချိန်မှာတော့အမေဖြစ်သူကအလုပ်ရှုပ်နေတာကြောင့်အဖေဖြစ်သူကိုဇိုးဤကိုအပြင်ခေါ်ထုတ်သွားဖို့ပြောခဲ့ပေမဲ့အဖေဖြစ်သူကညှင်းဆန်ခဲ့တာမို့နှစ်ယောက်စလုံးခေါင်းပန်းလှန်ပြီးဆုံးဖြတ်ခဲ့ကြပါတယ်။ဒါဟာဇိုးဤရဲ့ရှေ့မှာတင်မိဘတွေပြုလုပ်ခဲ့ကြတဲ့လုပ်ရက်ဖြစ်ပြီးသူတို့နှစ်ယောက်ထဲကဘသူသမီးကိုထိမလဲဆိုတာကိုအကျွေစင်းရဲ့ကောင်သို့မဟုတ်ပန်းပေါ်မူတည်ပြီးလွယ်လွယ်ကူကူဆုံးဖြတ်ခဲ့ကြတာပါ။ဒီတစ်ချိန်မှာလည်းအဖေဖြစ်သူကအမြဲတမ်းလိုအနိုင်ရသွားခဲ့တာကြောင့်ဇိုးဤခမအရေးပြောနေပြီဖြစ်တဲ့ရေခဲမုံနဲ့အတူအိမ်ထဲမှာပဲကြံခဲ့ရတော့တယ်။ဒါပေမဲ့အ ਨੇ ဆုံးတော့သူမရဲ့ဘေးမှာအဖော်လုပ်ပေးနေတဲ့မွေးမြူရေးတတ္တဝါလေး3ကောင်ရှိနေခဲ့ပါသေးတယ်။ဇိုးဤကအဲ့ဒီတတ္တဝါလေးတွေကိုအလွန်ချစ်တယ်လို့အမေဖြစ်သူကလည်းသူမရဲ့သူတေသနာရလက်တွေကိုအချစ်ဆုံးဖြစ်နေခဲ့တာပါ။ဘာလို့လဲဆိုတော့စုံစမ်းစစ်ဆေးရေးစက်ရုပ်ကလေးပြန်ရောက်လာပြီးနောက်တွေ့ရှိခဲ့တဲ့နမူနာပစ္စည်းတွေကိုအမေဖြစ်သူစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့စမ်းကြယ်လာတဲ့ဘယ်ရီသီးရဲ့ထူးဆန်းမှုကိုစတင်သိရှိသွားခဲ့လို့ပဲဖြစ်ပါတယ်။ဒါဟာဘယ်သူမှမခန့်မှန်းနိုင်လောက်အောင်ရှုပ်ထွေးစမ်းကြယ်တဲ့မျိုးဗီဇပြောင်းလဲမှုကနေဖြစ်ပေါ်လာခဲ့တဲ့အသီးအနှံတစ်မျိုးပဲဖြစ်ပါတယ်။အမေဖြစ်သူသိထားသလောက်တော့ဒီအသီးဟာတက်ရှိတွေရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့မျိုးဗီဇဒါမှမဟုတ်ဆဲအချို့ကိုပြောင်းလဲပေးနိုင်စွမ်းရှိနေခဲ့တာပါ။ဘာပဲဖြစ်ဖြစ်အယောင်လက်နေတဲ့ဒီထူးခြားစမ်းကြယ်စပစ်သီးလေးထဲမှာတော့အပြေမရှာနိုင်သေးတဲ့ပဟေးလီပေါင်းများစွာကြန့်ရှိနေသေးပဲဖြစ်ပါတယ်။သိပ္ပံပညာရှင်အမေဖြစ်သူကတော့အကယ်၍များဒီအသီးကြောင့်အရာအလုံးကိုအပြေရှာနိုင်ခဲ့ရင်သူမရဲ့မဟာအိမ်မက်ဖြစ်တဲ့နိုဘယ်ဆုဟာလက်တကမ်းမှာပဲရှိတော့မယ်လို့ယုံကြည်နေခဲ့တာပါ။ဒါပေမဲ့သူမမှာလိုအပ်တဲ့စမ်းသပ်ကိရိယာအချို့လိုအပ်နေသေးတာကြောင့်တက္ကသိုလ်စီသွားဖို့ပြင်ဆင်ရင်သမီးဖြစ်သူကိုပြဿနာလုံးဝမရှာဖို့နဲ့အရေးကြီးဆုံးအချက်ဖြစ်သူမရဲ့ဓာတ်ခွဲခန်းထဲကိုလုံးဝမဝင်ဖို့တတိပေးခဲ့တာပါ။ဒါပေမဲ့အမေဖြစ်သူထွက်သွားပြီးတာနဲ့ဇိုးဤဟာတတိပေးချက်ကိုပြောင်းပြန်လုပ်ပြီးတင်ခံထားရတဲ့ဖုန်းကိုလိုက်ရှာဖို့ဓာတ်ခွဲခန်းထဲခိုးဝင်သွားခဲ့ပါတော့တယ်။အဲဒီနောက်ဖုန်းဟာဆင်ရဲ့အပေါ်ဆုံးမှာရောက်နေတာကိုတွေ့လိုက်ရတာကြောင့်ဇိုးဤဟာလှမ်းယူဖို့ကြိုးစားရင်ဆင်တစ်ခုလုံးပြုတ်ကျကပြဿနာစတင်ဖြစ်ပွားခဲ့ရပါတယ်။အဲ့ဒီစင်ပေါ်မှာစမ်းသက်စရာထူးဆန်းတဲ့ဘယ်ရီသီးတွေရှိနေခဲ့တာကြောင့်စင်ပြုတ်ကျချိန်မှာဘယ်ရီသီးတွေဟာအခန်းနဲ့လွင့်စင်သွားပြီးချက်တွေရဲ့မှန်အိမ်ထဲနဲ့အမေဖြစ်သူရဲ့ရောင်စုံမုံတွေပြုတ်ကျသွားခဲ့တာပါ။ဇိုးဤဟာသူမနောက်တစ်ကြိမ်ပြဿနာရှာလိုက်မိပြီဆိုတာသိလိုက်ရတယ်လို့မွေးမြူရေးတတ္တဝါလေးတွေကြောက်ကြက်ဖြစ်နေတာကိုတားဆီးဖို့အတွက်မုံတွေကိုတွားကြွေးလိုက်ပါတယ်။မုံရဲ့ပုံစံဟာထူးဆန်းနေတာကိုဇိုးဤတတိထားမိပြီးမြည်စမ်းကြည့်လိုက်ပေမဲ့ဒါဟာသူမရဲ့ဘဝတစ်ခုလုံးကိုထာဝရပြောင်းလဲပြစ်တော့မယ်ဆိုတာကိုလုံးဝမသိခဲ့ပါဘူး။ဘာလို့လဲဆိုတော့တခါမှမရှိခဲ့ဘူးတဲ့တရိษံမျိုးစုံရဲ့ဗီဇစိတ်တွေဟာသူမရဲ့ခေါင်းထဲကိုချက်ချင်းရောက်လာခဲ့တာမို့မိန်းကလေးငယ်ခမဘာတွေဖြစ်ပျက်နေမှမသိပဲတုန်လှုပ်သွားခဲ့ရလို့ပဲဖြစ်ပါတယ်
အထူးသဖြင့်သူမရဲ့မွေးမြူရေးတတဝါလေးတွေဟာလူစကားပြောနိုင်သွားကြပြီးသူတို့နာမည်တွေကိုသူတို့ပြန်ပြောကြသလိုဇိုးဤပြောသမျှစကားတွေကိုပါလိုက်ပြောနေကြတာဖြစ်ပါတယ်။ဇိုးဤအတွက်တော့အဲ့ဒါဟာအတော်လေးချစ်ဖို့ကောင်းနေပေမဲ့တစ်ဖက်ကလည်းဘာတွေဖြစ်ပျက်နေတာလဲဆိုတာသိချင်သွားခဲ့ပြီးနောက်ဆုံးမှာတော့အမေဖြစ်သူရဲ့စမ်းသပ်ချက် project ကိုတတိထားမိလိုက်ပါတော့တယ်။အဲ့ဒီခါကျမှသူမခုနကစားလိုက်တဲ့ဘယ်ရီသီးဟာရိုးရိုးဘယ်ရီသီးမဟုတ်ဘူးဆိုတာကိုဇိုးဤသိသွားခဲ့ရပါတယ်။ဇိုးဤဟာသူမခွင့်မလွတ်နိုင်လောက်တဲ့ဒုက္ခကြီးတစ်ခုကိုဖန်တီးလိုက်မိပြီဆိုတာရုတ်တရက်သဘောပေါက်သွားခဲ့ရတာပါ။ဒါကြောင့်စကားပြောနိုင်နေပြီဖြစ်တဲ့မွေးမြူရေးတတဝါလေးတွေကိုခေါ်ပြီးအမြန်ဆုံးထွက်ပြေးဖို့ပြင်လိုက်ပေမဲ့လှောင်အိမ်ထဲကကြွက်တွေပါဒီအသီးကိုစားထားမိတယ်ဆိုတာကိုတော့သူမသတိမထားမိခဲ့ပါဘူး။ဒီလိုနဲ့ចောင်းသွားနေတုန်းတတဝါလေးတွေပြဿနာရှာမှကြောက်တာကြောင့်ဇိုးဤဟာသူတို့ကိုလှောင်အိမ်ထဲမှာခဏထည့်ပိတ်ထားခဲ့ရပါတယ်။ပြီးတော့တတဝါလေးတွေအပြင်းပြေအောင်လို့အင်္ဂလိပ်စာသင်ကြားပေးတဲ့ဗီဒီယိုကိုပါဖွင့်ပြပေးခဲ့တော့တတဝါလေးတွေလည်းစိတ်ပါလက်ပါစိုက်ကြည့်နေခဲ့ကြတာပါ။ဒါပေမဲ့ဒီနေ့မှာတော့အဲ့ဒီလိုလုပ်ခဲ့မိတာဟာအမှားကြီးမှားသွားခဲ့ပြီဆိုတာကိုဇိုးဤတယောက်သေချာမသိခဲ့ပါဘူး။ဘာလို့လဲဆိုတော့ဇိုးဤအိမ်ပြင်ထွက်လိုက်ချိန်မှာတော့ចောင်းကားဟာနောက်ကျသွားပြီဖြစ်လို့သူမကိုမဆောင်တော့ဘဲထွက်ခွာသွားခဲ့လို့ပဲဖြစ်ပါတယ်။ရိုးရိုးလူဆိုရင်တော့ចောင်းကားနောက်ကိုခြေနှချောင်းနဲ့ပြေးလိုက်ရမှာဖြစ်ပေမဲ့ဇိုးဤစီမှာစမ်းကြဲတာတွေစတင်ဖြစ်ပေါ်လာခဲ့ပါတော့တယ်။ဇိုးဤရဲ့မျက်နှာနဲ့မျက်လုံးအယောင်တွေဟာရုတ်တရက်ပြောင်းလဲသွားခဲ့ရတာပါ။အဲ့ဒီနောက်မတိစိတ်ရဲ့စေခိုင်းမှုနဲ့အတူသူမဟာခြေလေးချောင်းလုံးတုံးပြီးမြ мян ဆန်ဆန်မောင်းနေတဲ့ចောင်းကားနောက်ကိုအမီလိုက်ပြေးနိုင်သွားခဲ့ပါတယ်။ကားပေါ်ရောက်သွားချိန်မှာလဲចောင်းကားမောင်းသူကိုတရိတ်ဆန်တကောင်လိုမှန်ဖီပြလိုက်တာမို့ဒါဟာလုံးဝလူသားတစ်ယောက်ရဲ့ပုံစံမဟုတ်တော့ပါဘူး။ဇလန်းကသူမအဖေဖြစ်သူရဲ့ရုံငန်းစီရောက်ရှိသွားခဲ့ပါတယ်။အဲ့ဒီကုမ္ပဏီဟာလူသားတို့ကြီးတစ်ခုလုံးအတွက်နည်းပညာဆိုင်ရာတိုးတက်မှုတွေကိုဖန်တီးပေးနေတဲ့နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး CEO ကတော့ဂျွန်ဆင်ဆိုသူပဲဖြစ်ပါတယ်။သူဟာမျက်မှန်နဲ့ခန္ဓာကိုယ်သေးသေးကွေးကွေးရှိသူဖြစ်ပေမဲ့ဒီကဘာကြီးကိုလုံးဝပြောင်းလဲပစ်ချင်တဲ့ခိုင်မာပြတ်သားတဲ့ရည်မှန်းချက်နဲ့အယူအဆတွေရှိနေသူတစ်ယောက်ပါအထူးသဖြင့်ဒီနေ့မှာတော့ဇိုးရီရဲ့အဖေဖြစ်သူဟာပုံမှန်အတိုင်းအလုပ်လာလုပ်ခဲ့ပြီးသူ့ရဲ့အဓိကအလုပ်ဆိုတာကတော့အေးဆေးထိုင်နေုံပဲဖြစ်ပါတယ်အဖေဖြစ်သူဟာအရင်တုန်းကပြုလုပ်ခဲ့တဲ့သူတေသနာအချို့ကြောင့်ပင်စင်လာစာတွေနှစ်ပေါင်းများစွာအများကြီးရရှိနေခဲ့တာမို့ဒီအလုံးမှာအေးအေးဆေးဆေးနားနားနေနေနဲ့ဘာမှတောင်လုပ်စရာမလိုတဲ့အခြေအနေပါဒါပေမဲ့ဒီနေ့မှာတော့ CEO ဂျွန်ဆင်ကဒီကဘာကြီးကိုပြောင်းလဲပစ်ချင်နေတာကြောင့်အရာရာဟာစတင်ပြောင်းလဲသွားခဲ့ရပါတော့တယ်။သူဟာအဓိကပြောင်းလဲရမှာဝန်ထမ်းတွေပဲလို့ဆုံးဖြတ်ပြီးအဖေဖြစ်သူစီရောက်လာကကနန်းထွက်ဆက်ပါဝင်တဲ့နိုင်ရီမူပိုင်ခွင့်တင်သွင်းခဲ့ပြီးတဲ့နောက်ကုမ္ပဏီအတွက်ဘာမှမလုပ်ပေးတော့ဘူးလို့ပြောခဲ့တာပါ။ဒါကြောင့်နောက်ထပ်24နာရီအတွင်းဒီကဘာကြီးကိုပြောင်းလဲပစ်နိုင်မဲ့ idea တစ်ခုမပေးနိုင်ရင်အလုပ်ကနေချက်ချင်းထုတ်ပစ်မယ်လို့ချိန်ချောက်ပြောဆိုပြီးထွက်သွားခဲ့ပါတော့တယ်။ဇလန်ကဇိုအီစီပြန်ရောက်သွားချိန်မှာတော့သူမရဲ့ထူးဆန်းတဲ့ယောဂလက္ခဏာတွေဟာဒီများနဲ့မပြီးသေးပဲပုံမဆိုးရွားလာခဲ့ပါတယ်။ဇိုးအီဟာရုတ်တရက်အတန်းဖော်ကျောင်းသူလေးကိုတော်တော်မိုက်တာပဲလို့ထင်မြင်သွားပြီးကြောင်ပေါက်လေးတစ်ကောင်လိုပုတ်တီးပုတ်သက်သွားလုံးမိတာကြောင့်ဟိုဘက်ကျောင်းသူလေးမှစွန့်အားသွားခဲ့ရတာပါ။ဇိုးအီလည်းမိမိကိုထိန်းချုပ်လို့မရပဲဘာတွေဖြစ်ကုန်မှန်းမသိတာကြောင့်အဲ့ဒီနေရာကနေချက်ချင်းထွက်ပြေးခဲ့ရပါတော့တယ်။အဲ့ဒီအချိန်မှာပဲကိုင်ဟာလက်မှတ်ထိုးပေးဖို့အတွက်သူမနောက်ကိုပူစားပြီးထပ်မံလိုက်လာခဲ့ပြန်ပေမဲ့ဇိုးအီကတော့ပုံမှန်အတိုင်းပဲပြက်ပြက်တသားညှင်းဆန်ပစ်ခဲ့ပါတယ်။တစ်ဖက်မှာတော့စကားပြောနိုင်တဲ့တတဝါလေးတွေဟာအရင်ကလူတွေပြောတဲ့စကားကိုပဲလိုက်ပြောနိုင်ခဲ့တာဖြစ်ပေမဲ့ခုချိန်မှာတော့ဖုန်းထဲကဗီဒီယိုတွေကနေတဆင့်ကိုယ်ပိုင်စကားတွေကိုပါသင်ယူပြီးပြောဆိုလာနိုင်ကြပြီဖြစ်ပါတယ်။ဒါကြောင့်ဇိုးအီဟာမရည်ရွယ်ပါပဲနဲ့မိမိကိုယ်ပိုင်အတွေးခေါ်တွေရှိပြီးစကားပြောဆိုနိုင်တဲ့တတဝါဆန်းလေးတွေကိုစတင်ဖန်တီးမိလိုက်ပြီပဲဖြစ်ပါတော့တယ်။ဘသူမှမထင်မှတ်ထားခဲ့တာကတော့အဲ့ဒီတတဝါလေးတွေဟာပုံမှန်လူတွေထက်တောင်အရာရာကိုမြ мян ဆန်ဆန်သင်ယူနိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။နိုင်ပိုင်းများအတွင်းမှာတင်အင်္ဂလိပ်စာတစ်ခုလုံးကိုကျွမ်းကျင်စွာတက်မြောက်သွားခဲ့ကြတာပါ။ဒါတင်မကပဲလှောင်အိမ်ထဲကနေထွက်ဖို့နီလန်းတွေကိုပါဖုန်းထဲကနေအလွယ်တကူရှာဖွေနိုင်ခဲ့ကြပါသေးတယ်။အခုဆိုရင်တော့အဲ့ဒီမွေးမြူရေးတတဝါလေးတွေဟာသူတို့ခန္ဓာကိုယ်ထဲမှာလူသား DNA တွေရှိနေပြီဖြစ်လို့အဝတ်စားတွေဝတ်ဆင်ပြီးဆက်မတ်ကြကြနဲ့လမ်းနေကြပြီပဲဖြစ်ပါတယ်။ဒီလိုမျိုးခြေနေတွေဟာလှောင်အိမ်ထဲကကြွက်တွေစီမှာလည်းအတူတူပဲဖြစ်ပေါ်နေခဲ့တာပါ။အဲ့ဒီကြွက်တွေဟာအင်္ဂလိပ်စာသင်ကြားပေးတဲ့ဗီဒီယိုကိုမကြည့်ခဲ့ရပေမဲ့လူသားတွေရဲ့ကြောက်ခက်လိုမျိုးမိစတင်သုံးဆွဲတာနဲ့သင်ယူမှုတွေကိုစတင်နေကြပြီပဲဖြစ်ပါတယ်။အခြားတစ်ဖက်မှာတော့မွေးမြူရေးတတဝါလေး၃ကောင်ဟာဆိုဖာပေါ်မှာဇိမ်နဲ့လှဲနေရင်းကနေဘရင်ကီလို့နာမည်ရတဲ့တတဝါလေးကငါတို့ဘဝကိုပို့ပြီးအတိတ်ပဲရှိအောင်ဖန်တီးတင်တယ်လို့စတင်ပြောခဲ့တာပါ။အဲ့ဒီနောက်သူတို့အားလုံးဟာလူတွေကိုအပြင်ထွက်ခရီးသွားဖို့နဲ့မွေးရပါအသိစိတ်တွေကိုလက်ခံဖို့တိုက်တွန်းထားတဲ့ဘဝရဲ့အတိတ်ပဲဆိုတဲ့ကြော်ညာဗီဒီယိုလေးတစ်ခုကိုတွေ့သွားခဲ့ကြတာပါ။ဒီလိုဗီဒီယိုကိုကြည့်ပြီးသူတို့အားလုံးတော်တော်မိုက်တဲ့ idea ပဲလို့သဘောကျနေပေမဲ့ဘရင်ကီကတော့မထွက်သွားခင်ဇိုးအီစီအရင်ဆုံးသွားပြောပြရမယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့သူတို့တွေအိမ်ပြင်မထွက်ရသေးခင်မှာပဲသိပ္ပံပညာရှင်အမေဖြစ်သူဟာအိမ်ကိုပြန်ရောက်လာခဲ့ပြီးတကားကိုတော့ပေါင်းများစွာနဲ့တေချာပိတ်လိုက်ပါတော့တယ်
အမေဖြစ်သူဟာသူမရဲ့သူတေသနာအလုပ်ထဲမှာပဲစိတ်နှစ်ထားတာကြောင့်မွေးမြူရေးတတဝါလေးတွေအဝတ်အစားဝတ်ဆင်ထားတာကိုတောင်တတိမထားမိခဲ့ပါဘူး။ဇိုးဤဘက်မှာတော့သူမဟာဆီယာမစီသွားရောက်ပြီးတရိษံတွေရဲ့ DNA အကြောင်းမေးမြန်းနေခဲ့တာဖြစ်ပါတယ်။ဆီယာမကလည်းဇိုးဤလိုအကြောင်းသူမျိုးကတရိษံတွေရဲ့ DNA အကြောင်းစိတ်ဝင်စားစူးစမ်းနေတာကိုတွေးလိုက်ရတာကြောင့်တကယ်ကိုအံ့အားသင့်သွားခဲ့ရတာပါ။ဒါကြောင့်ဆရာကတရိษံတွေနဲ့လူသားတွေရဲ့ခန္ဓာကိုယ်ထဲမှာငုတ်ရှိုးနေတဲ့ DNA အချို့ရှိနေကြောင်းရှင်းပြခဲ့ပါတယ်။အဓိကကတော့အတိတ်ကသက်ရှိတွေဟာပုံမကောင်းမွန်တဲ့ DNA တွေကိုရွေးချယ်ခဲ့ကြတာကြောင့်မြောက်ကနေလူသားတွေအဖြစ်တဖြည်းဖြည်းပြောင်းလဲတိုးတက်လာခဲ့ကြတာပါ။အဲ့ဒီ DNA တွေဟာအလုံးရဲ့ခန္ဓာကိုယ်ထဲမှာရှိနေစေဖြစ်ပြီးမွေးရပါအသိစိတ်ရဲ့အနက်ရှိုင်းဆုံးအစိတ်ပိုင်းထဲမှာပုံကွယ်နေတာမို့လုံးဝထုတ်ပြစ်လို့မရနိုင်ကြောင်းပြောပြခဲ့ပါတယ်။ဒါပေမဲ့နောက်ထပ်ဖြစ်ပျက်လာမယ့်ကိစ္စကတော့ဆရာကိုအံ့ဩသွားစေခဲ့ပြီးသူမတင်ကြားနေတဲ့ဘာသာရပ်မှာနေရာအတိအကျပြဖို့လေစာတန်းကိုအသုံးပြုခဲ့ရလို့ပဲဖြစ်ပါတယ်။အဲ့ဒီချိန်မှာတင်ဇိုးရဲ့ခန္ဓာကိုယ်တွေကကြောင်တကောင်ရဲ့ဗီဇစိတ်တွေဟာထိမ့်မနိုင်သိမ့်မရပေါ်ထွက်လာခဲ့ပါတော့တယ်။ပူဆိုးရာကလေးစားရောင်ကြီးဟာတောင်ပေါင်းစုံပါတဲ့ဖန်ခွက်ထဲသွားကြပြီးအလင်းတန်းတွေအခန်းနဲ့ဖြာထွက်သွားတာကြောင့်ဇိုးဤလည်းထုံးစံအတိုင်းအခန်းတစ်ခုလုံးကိုဗယံပတာလှုပ်ပစ်ခဲ့တာပါ။ဇလန်ကစကားပြောနိုင်တဲ့မွေးမြူရေးတတဝါလေးတွေစီပြန်ရောက်လာချိန်မှာတော့တကားတော့ပိတ်ထားခဲ့ပေမဲ့နောက်ဆုံးမှာတော့သူတို့တွေဟာအပြင်ကိုထွက်နိုင်မဲ့နီးလန်းကိုရှာဖွေတွေ့ရှိသွားခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာပဲအဖေဖြစ်သူဟာအထက်လူကြီးအတွက်အိုင်ဒီယာသစ်တွေအသေးအံစဉ်းစားနေခဲ့ရပြီးဒီကဘာကြီးကိုပြောင်းလဲပစ်နိုင်မဲ့အိုင်ဒီယာရှိသလားဆိုပြီးဇနီးဟောင်းစီဖုန်းဆက်မေးမြန်းခဲ့ရကနေအမှန်တရားတွေပေါ်ထွက်လာခဲ့ရပါတယ်။ဘာလို့လဲဆိုတော့သိပ္ပံပညာရှင်မိခင်ဖြစ်သူကအရင်တုန်းကလည်းမင်းဒီလိုပဲဖုန်းဆက်မေးခဲ့ဘူးပြီးငါရဲ့အဖေကကနန်းတွက်ဆက်ပါတဲ့နိုင်ဖြစ်ခဲ့တာမို့နောက်တစ်ရက်မှာပဲမင်းသွားရောက်မူပိုင်ခွင့်တင်လိုက်တာမဟုတ်လားလို့ပြောခဲ့လို့ပဲဖြစ်ပါတယ်။ဒါကြောင့်အဖေဖြစ်သူရဲ့အမှန်တရားဆိုတာသူများအိုင်ဒီယာကိုခိုးယူပြီးကိုဟာလှုပ်တတ်တဲ့အတ္တကြီးတဲ့လူတစ်ယောက်ပဲဖြစ်နေခဲ့တာပါ။အမေဖြစ်သူလည်းအဲ့ဒီလိုပြောပြီးတာနဲ့ဖုန်းကိုချက်ချင်းချသွားခဲ့ပါတော့တယ်။မှန်အိမ်ထဲကကြွက်တွေကတော့အရင်ကကြောက်ခစ်လူသားတွေလိုဖြစ်နေရကနေခုဆိုရင်ဘရင်စနစ်နဲ့နိုင်ငံရေးပဋိပက္ခတွေပါဖြစ်ပေါ်နေခဲ့ပါပြီ။ဒီကြွက်တွေရဲ့တိုးတက်မှုနှုန်းဟာလူသားတွေရဲ့သမိုင်းကြောင်းကိုအတော်လေးမြင်မြန်ဆန်ဆန်မှီလိုက်လာခဲ့တာမို့စုံစမ်းစစ်ဆေးရေးစက်ရုပ်ကလေးတောင်ကြောင်းအပ်ပြီးအံ့အားသင့်သွားခဲ့ရတာပါ။တစ်ဖက်မှာတော့မွေးမြူရေးတတဝါလေး၃កောင်ဟာမြို့ထဲမှာရှောက်သွားနေရင်းကနေရဲကားတစ်စီးကိုပါခိုးယူသွားခဲ့ကြပါတော့တယ်။သူတို့တွေဟာကားတော့မရှိပေမဲ့လည်းအင်တာနက်ကနေကြိုးဆက်မောင်းနှင်နည်းကိုလေ့လာပြီးနောက်ဆုံးမှာတော့ကျောင်းစီရောက်ရှိလာခဲ့ကြပါတော့တယ်။အဲ့ဒီအချိန်မှာဇိုးကြီးကတော့ကျောင်းမနာမည်ကြီးနေတဲ့တပုံမလေးရဲ့ချင်းကပ်ချင်းကိုခံလိုက်ရတာပါ။အဲ့ဒီတပုံမလေးကဇိုးကြီးကိုစိတ်ဝင်စားနေတာကြောင့်ဆောင်းမီးပွဲမိကွန်းလွာတွေကိုတွားရောက်ခိုးယူပေးဖို့ခိုင်းစေခြင်းခဲ့တာဖြစ်ပါတယ်။ဒါဟာအပြစ်ကြီးပေမဲ့ဇိုးကြီးဟာမိမိကိုယ်ကိုထိန်းချုပ်လို့မရသေးတာကြောင့်မှားယွင်းဆုံးဖြတ်ပြီးသဘောတူလိုက်မိပါတယ်။အဲ့ဒီချိန်မှာပဲမွေးမြူရေးတတဝါလေးတွေခိုးယူလာတဲ့ရဲကားဟာကျောင်းစည်းရုပ်ကိုဝုန်းကနေဝင်တိုက်ပစ်လိုက်ပါတော့တယ်။ဒီပြင်းထန်တဲ့အတန်းကြောင့်စာသင်ခန်းထဲကဆရာမအပါအဝင်လူအများအပြားဟာအပြင်ကိုအလူအယက်ပြေးထွက်ကြည့်ခဲ့ကြတာပါ။ဇိုးအီကလည်းအဲ့ဒီအခွင့်အရေးကိုအသုံးချပြီးအထဲကိုခိုးဝင်သွားခဲ့တော့အိမ်ကနေထွက်ပြေးလာတဲ့မွေးမြူရေးတတဝါလေးတွေနဲ့တွားရောက်တွေ့ဆုံလိုက်ရပါတယ်။ဇိုးအီလည်းစကားပြောနိုင်နေတဲ့မွေးမြူရေးတတဝါလေးတွေကိုခေါ်ပြီးအမြန်သွားပုံခဲ့ရပါတော့တယ်။ဇလန်းကသိပ္ပံပညာရှင်အမေဖြစ်သူစီပြန်ရောက်ရှိသွားချိန်မှာတော့မှန်အိမ်ထဲကကြွက်တွေဟာအလဲခေတ်အထီတောင်ပြောင်းလဲတိုးတက်လာခဲ့တာကိုသူမရုတ်တရက်သတိထားမိသွားခဲ့တာပါ။ဒီကြွက်တွေရဲ့တိုးတက်မှုနှုန်းဟာအတော်လေးမြန်ဆန်လာတာကြောင့်အမေဖြစ်သူလည်းအံ့အားသင့်သွားခဲ့ရပါတယ်။ဒါတင်မကပဲအဲ့ဒီကြွက်တွေဟာသူတို့ဘာသာစကားပါပြောဆိုနိုင်နေကြပြီဆိုတာကိုပါသတိထားမိသွားခဲ့တာဖြစ်ပါတယ်။အမေဖြစ်သူဟာဒီပြဿနာအားလုံးရဲ့အဓိကတရားခံဟာသူမရဲ့စမ်းသပ်နမူနာဘယ်ရီသီးကြောင့်ဖြစ်ပြီးဒါဟာတရိษံတွေရဲ့ DNA ကိုပြောင်းလဲပေးလိုက်တာမျိုးဖြစ်တယ်ဆိုတာသိသွားခဲ့ရပါတယ်။ဒါပေမဲ့ကြာမဝမ်းသာနိုင်ခင်မှာပဲကျောင်းစီကနေရုတ်တရက်ဖုံးဝင်လာခဲ့ပါတော့တယ်။အဲ့ဒီဖုန်းထဲကနေသူမရဲ့သမီးဖြစ်သူဇိုအီဟာကျောင်းကနေကျောင်းထုတ်ခံလိုက်ရပြီဆိုတဲ့သတင်းကိုကြားသိခဲ့ရတာပါ။ဒါကြောင့်အမေဖြစ်သူဟာအဖေဖြစ်သူစီဖုန်းအမြန်ဆက်ပြီးအိမ်စီလာခဲ့ဖို့ခေါ်လိုက်ကရှင့်ရဲ့သမီးပြဿနာထက်ရှာလိုက်ပြန်ပြီလို့ပြောပြခဲ့ပါတော့တယ်။အဖေဖြစ်သူကတော့သမီးဖြစ်သူဇိုအီကိုဆုံးမပဲ့ပြင်တာမျိုးပို့ပြီးဂရုစိုက်ပေးတာမျိုးမလုပ်ဘဲလူလိုစကားပြောနိုင်ပြီးအဝတ်စားဝတ်ထားတဲ့မွေးမြူရေးတတဝါလေးတွေကိုပဲမျက်စိကျသွားခဲ့တာပါ။ဒါတည်းမကသေးပဲသမီးဖြစ်သူဇိုအီရဲ့ထိမနိုင်သိမ့်မရတော်ရိုင်းတရိษံလိုပြုတ်မှုနေတာတွေကိုပါမြင်တွေ့သွားခဲ့ပါသေးတယ်။အဖေဖြစ်သူကတော့ဒါဟာသူ့အထက်လူကြီးအတွက်ဒီကဘာကြီးကိုပြောင်းလဲပစ်နိုင်မဲ့အတော်လေးမိုက်တဲ့ idea ဒါမှမဟုတ်ကုန်ပစ္စည်းတွေပဲလို့မြင်သွားခဲ့တာဖြစ်ပါတယ်။တစ်ဖက်မှာလည်းအမေဖြစ်သူကအမြင်ချင်းမတူပဲဒါဟာသူမအကြာကြီးစောင့်မျှော်နေခဲ့တဲ့နိုဘယ်ဆုရရှိစေမယ့်အရာပဲလို့တွေးနေခဲ့တာပါ။သူတို့နှစ်ယောက်လုံးဟာကိုယ့်အတ္တနဲ့ကိုယ့်အကျိုးမြတ်ကိုပဲကြည့်နေကြပြီးရှေ့မှာရှိနေတာဟာသူတို့ရဲ့အိမ်မွေးတတဝါလေးတွေနဲ့သမီးအရင်ခောက်ဆိုတာကိုတောင်မေ့လျော့နေခဲ့ကြပါတော့တယ်။အမေဖြစ်သူကစမ်းသပ်ချက်တွေလုပ်ချင်ပြီးအဖေဖြစ်သူကလည်းကုန်ပစ္စည်းအဖြစ်အသုံးပြုချင်တာကြောင့်သူတို့နှစ်ယောက်ကြားငင်းခုန်လူရက်နေခဲ့ကြပါတယ်။
အဖေဖြစ်သူကအကျွေးဆေးလန်ပြီးနောက်တစ်ချိန်အနိုင်ရသွားခဲ့ပေမဲ့အမေဖြစ်သူဟာသူ့လှဲကွက်ကိုနောက်ကျမှတီးလိုက်ရတာပါ။ဘာလို့လဲဆိုတော့အဖေဖြစ်သူအမြဲဆောင်ထားတဲ့ဒင်္ဂါးပြားဟာအတုဖြစ်နေပြီးပန်းပတ်လုံးဝပါမလာတာကြောင့်ပဲဖြစ်ပါတယ်။အဲဒီညမှာပဲအဖေဖြစ်သူဟာစကားပြောနိုင်တဲ့မွေးမြူရေးတတဝါလေး၃កောင်နဲ့တရိတ်ဆန်လိုပြုမှုနေတဲ့သမီးဖြစ်သူကိုအထက်လူကြီးစီတွားရောက်လွှဲပြောင်းပေးလိုက်ပါတော့တယ်။အထက်လူကြီးကလည်းအတော်လေးသဘောကျသွားပြီးဒါဟာဒီကဘာကြီးကိုအမှန်တကယ်ပြောင်းလဲပြစ်မဲ့အရာပဲဆိုပြီးလိုက်လိုက်လဲလဲကျေးဇူးတင်ခဲ့ကဇိုးအီနဲ့တတဝါလေးတွေကိုပို့ဆောင်လိုက်ပါတော့တယ်။ဇိုးအီနဲ့မွေးမြူရေးတတဝါလေးတွေဟာကြီးမားလာတဲ့ကစားကွင်းအခန်းကြီးထဲမှာရောက်ရှိနေကြချိန်မှာ CEO ဂျွန်စင်ကလည်းသူတို့အားလုံးကိုအကောင်းဆုံးဂရုစိုက်ပေးပါမယ်လို့အဖေဖြစ်သူကိုပြောခဲ့ပါတယ်။တစ်ဖက်မှာတော့သိပ္ပံပညာရှင်အမေဖြစ်သူဟာဉာဏ်ရည်ထက်မြက်လာတဲ့ကျွမ်းသိပ္ပံပညာရှင်လေးတွေကိုသူမရဲ့သူတေသနာလက်ထောက်အဖြစ်ခန့်အပ်ပြီးအတူတူအလုပ်လုပ်နေကြတာဖြစ်ပါတယ်။အဲဒီနောက်မေဖြစ်သူနဲ့ကျွတ်သိပ္ပံပညာရှင်တို့ပူးပေါင်းဆွေးနွေးပြီးသမီးဖြစ်သူဇိုးအီရဲ့ DNA ကိုအသေးစိတ်စစ်ဆေးကြည့်လိုက်ကြတဲ့အခါမှာတော့အမှန်တရားကိုစတင်သိရှိသွားခဲ့ကြပါတော့တယ်။အမေဖြစ်သူဟာသူမရဲ့သမီးလေးအခုချိန်မှာဒုက္ခကြီးနဲ့ရင်ဆိုင်နေရပြီဖြစ်ပြီးတရိတ်ဆန်တွေရဲ့ DNA ဟာစက္ကန့်နဲ့အမျှဝါမျိုးနေပြီဆိုတာသိသွားခဲ့ရပါတယ်။ဒါဟာသူမတို့ရဲ့သမီးလေးကိုထာဝရဆုံးရှုံးလိုက်ရတော့မယ့်သဘောဖြစ်ပြီးဇိုးအီဟာတကယ်တရိတ်ဆန်စစ်စစ်အဖြစ်ပြောင်းလဲသွားတော့မှာပါ။တစ်ဖက်မှာတော့မွေးမြူရေးတတဝါလေး၃កောင်ဟာသူတို့ရဲ့တရိတ်ဆန်မွေးရပါဗီဇစိတ်တွေကိုစတင်ပြောက်ကွယ်လာနေခဲ့ပြီးလူသားတွေလိုပဲတက်တောင့်တတနဲ့စိမ့်ကြကြနေထိုင်နေကြတာပါ။ဒါဟာဇိုးအီရဲ့အခြေအနေနဲ့အလွန်ပဲဆန့်ကျင်ဘက်ဖြစ်နေပြီးသူမကတော့ရားရံလာရင်ခြေထောက်နဲ့မျက်နှာကိုကုတ်ချစ်နေတယ်လို့ပြန်တန်းသွားတဲ့ရင်ကောင်တွေကိုရှည်လျားတဲ့ရှာကြီးနဲ့တုပ်ပြီးစားနေခဲ့တာပါ။အဲ့ဒီချိန်မှာပဲဒီဌာနရဲ့အကြီးအကဲဖြစ်သူရောက်ရှိလာပြီးဘာကြောင့်ဒီကဘာကြီးကိုပြောင်းလဲပစ်ချင်ရတာလဲဆိုတဲ့အကြောင်းရင်းကိုစတင်ပြောပြခဲ့ပါတော့တယ်။ဂျွန်စင်ရဲ့ငယ်ဘဝမှာတော့ဘော်ဒါဆောင်ကျောင်းကိုပို့ဆောင်ခံခဲ့ရပြီးအဲ့ဒီကျောင်းဟာဇိုးအီတွေးထားတာထက်တောင်ပိုပြီးဆိုးရွားလွန်းလာတာပါ။အဲ့ဒီကျောင်းမှာဂျွန်စင်ကိုအမြဲတမ်းနှိပ်စက်အနိုင်ကျင့်နေတဲ့လူမိုက်တွေရှိနေခဲ့တာကြောင့်ဂျွန်စင်ဟာပညာရက်တွေကိုစူးစမ်းလေ့လာခြင်းခဲ့ပေမဲ့အဲ့ဒီကျောင်းသားတွေရဲ့အနှောက်အယှက်ပေးတာကိုပဲအမြဲခံခဲ့ရပါတော့တယ်။ဒါကြောင့်သူဟာဒီကဘာကြီးရဲ့ရက်ဆက်လာတဲ့အမှန်တရားကိုစတင်သဘောပေါက်သွားခဲ့ရပြီးဒီအမှန်တရားကိုပဲစိတ်ထဲမှာအမြဲတမ်းယုံကြည်ဆွဲကင်ထားခဲ့တာဖြစ်ပါတယ်။အဲ့ဒါကတော့ငါတို့မွေးဖွားလာတဲ့ဒီကဘာကြီးဟာစူးစမ်းကျင်စိတ်ရှိသူတွေပညာလိုလားသူတွေအတွက်ဖန်တီးထားတာမဟုတ်ပဲတန်မာထက်မြက်တဲ့လူသားတွေအတွက်သာတည်တံ့ဖန်တီးထားတာပဲဆိုတာပါပဲအဲ့ဒီချိန်ကစပြီးဂျွန်စင်ဟာမိမိကိုယ်ကိုပုံမတန်မာထက်မြက်လာအောင်နီလန်းပေါင်းစုံနဲ့အသေးအတန်စူးစမ်းခဲ့ပါတော့တယ်ခုခေတ်ကာလမှာတော့တန်မာမှုဆိုတာငွေကြေးရဲ့လုတ်ပိုင်ခွင့်အာဏာပဲဖြစ်ပါတယ်ဒါကြောင့်လဲသူဟာတကဘာလုံးကိုစက်ရုပ်တွေထုတ်လုပ်ဖြန့်ဖြူးပေးနေတဲ့နည်းပညာကုမ္ပဏီကြီးရဲ့ပိုင်ရှင်ဖြစ်လာခဲ့တာပါဒါပေမဲ့သူ့ရဲ့လောဘနဲ့လိုချင်တက်မှတ်မှုတွေဟာဒီမြနဲ့တင်ရက်တက်မသွားခဲ့ဘူးလို့ဂျွန်စင်ကပြုံးရွှင်တဲ့မျက်နှာနဲ့ဆက်ပြောပြခဲ့ပါတော့တယ်ဂျွန်စင်ဟာဇိုးအီကိုကောက်ကျစ်ဆင်းလဲတဲ့မျက်နှာပေးနဲ့စိုက်ကြည့်နေခဲ့ပြီးအဲ့ဒီအချိန်မှာတော့ဇိုးအီဟာမြောက်တကောင်လိုပြုတ်မှုလှုပ်ရှားနေခဲ့တာပါတစ်ဖက်မှာတော့သိပ္ပံပညာရှင်အမေဖြစ်သူဟာသမီးလေးအန်နီရရှိနေပြီဆိုတာကိုသိရှိသွားခဲ့ပြီးနောက်ကုသနိုင်မဲ့နည်းလမ်းတွေကိုနိုင်ပေါင်းများစွာအသေးအတန်ရှာဖွေနေခဲ့တာပါခုချိန်မှာတော့သူမဟာမိမိကိုမိမိဒီကဘာပေါ်မှာအဆိုးရွားဆုံးအမေတယောက်ဖြစ်နေခဲ့ပြီဆိုတာသဘောပေါက်သွားခဲ့ပြီးဒီအမားတွေကိုပြန်လည်ပြုပြင်ဖို့အစွမ်းကုန်စူးစမ်းနေခဲ့ပါတော့တယ်အဖေဖြစ်သူကလည်းငွေကြေးတစ်ခုတည်းကိုပဲမတ်မောနေတဲ့ကုမ္ပဏီစီသမီးအရင်ကိုလွှဲပြောင်းပေးခဲ့မိတဲ့မိမိရဲ့ပြုမှုဆောင်ရွက်ချက်တွေကိုနောက်ကျမှနောင်တကြီးစွာရနေခဲ့တာပါခုဆိုရင်တော့ဇိုးအီရဲ့ခန္ဓာကိုယ်ထဲမှာအဆွဲတွေထွက်ပေါ်လာခဲ့ပြီးမြောက်တကောင်လိုခုန်ကူးကချင်းသေးတကောင်လိုဟိမ့်ဟောက်ပြီးကြောင်တကောင်လိုလှုပ်ရှားနေခဲ့တာပါသူမရဲ့ခန္ဓာကိုယ်မှာလူသားဆန်မှုအရေးအယောင်လုံးဝမကြမ်းတော့ပဲစကားတောင်သေးချာမပြောနိုင်တော့ပဲရက်ဆက်ကြမ်းကြုတ်လှတဲ့တော်ရိုင်းတရိတ်ဆန်စစ်စစ်အဖြစ်ပြောင်းလဲသွားခဲ့ရပါတော့တယ်ဒါကြောင့်အဖေဖြစ်သူဟာသမီးဖြစ်သူဇိုးအီကိုပြန်လွှတ်ပေးဖို့အထက်လူကြီးစီတောင်းဆိုခဲ့ပေမဲ့ငင်းဆန်ခံလိုက်ရတာကြောင့်နီလန်းပေါင်းစုံနဲ့ပြန်လည်ခေါ်ယူဖို့ကြိုးစားခဲ့ပါတော့တယ်။ဒါပေမဲ့လည်းဇိုးအီရဲ့ဒေါသထွက်နေတဲ့တရိတ်ဆန်မွေးရပါဗီဇစိတ်တွေဟာဘသူ့ကိုမှညှာတာခြင်းမရှိဘဲအဖေဖြစ်သူကိုပါကြိုက်ခဲပြီးထွက်ပြေးသွားခဲ့ပါတော့တယ်။ထွက်ပြေးသွားချိန်မှာတော့သူမရဲ့မျက်လုံးတွေဟာရက်ဆက်ညာတာမဲတဲ့သားရဲ့တရိတ်ဆန်တစ်ကောင်လိုအတော်လေးကြောက်စရာကောင်းနေခဲ့တာပါ။အဖေဖြစ်သူနဲ့မွေးမြူရေးတတဝါလေး၃កောင်ဟာယုံနေရှိနေတဲ့ဓာတ်ခွဲခန်းထဲကိုတွားရောက်ပုံအောင်ခဲ့ကြပါတယ်။အဲ့ဒီနောက်မတော်တဆခလုတ်တစ်ခုကိုမှားယွင်းနှိပ်လိုက်မိတာကြောင့်မွေးမြူရေးတတဝါလေး၃កောင်ဟာအထဲမှာပိတ်မိသွားခဲ့ရပါတော့တယ်။တစ်ချိန်တည်းမှာပဲသူတို့ဟာအရင်လိုရိုးရိုးတရိတ်ဆန်လေးတွေအဖြစ်ပြန်လည်ပြောင်းလဲသွားခဲ့ပြီးအရင်ကရှိခဲ့တဲ့လူသားဆန်မှုတွေဟာလည်းလုံးဝပျောက်ကွယ်သွားခဲ့တာပါ။ခုချိန်မှာတော့အဖေဖြစ်သူဟာဂျွန်စင်ရဲ့တကယ်အဓိကရည်ရွယ်ချက်ဟာပစ္စည်းတွေရောင်းချဖို့မဟုတ်ပဲသူကိုယ်တိုင်အင်အားတန်မာလာစေဖို့ပဲဖြစ်တယ်ဆိုတာကိုသိရှိသွားခဲ့ရပါပြီ။မကြာမီမှာပဲအဖေဖြစ်သူဟာမွေးမြူရေးတတဝါ၃កောင်ကိုအိမ်စီပြန်လဲတည်ဆောင်လာခဲ့ပြီးဇနီးဖြစ်သူကိုအမှန်အတိုင်းပြောပြခဲ့ပါတယ်
သူကငါဟာကဘာပေါ်မှာအဆိုးရွားဆုံးအဖေတစ်ယောက်ပါအခုတော့ငါတို့သမီးလေးထွက်ပြေးသွားခဲ့ပြီလို့စိတ်မကောင်းစွာနဲ့တောင်းပန်ခဲ့တာပါအဲ့ဒီခါဇနီးဖြစ်သူကလည်းငါလည်းအပြစ်မကင်းတဲ့အမေတစ်ယောက်ပါပဲဒါပေမဲ့ကံကောင်းစွာနဲ့ပဲငါတို့သမီးလေးအိမ်ကိုပြန်ရောက်နေပြီလို့ပြန်ပြောခဲ့ပါတယ်ဒါပေမဲ့အခုချိန်မှာတော့ဇိုအီဟာလူသားတစ်ယောက်မဟုတ်တော့ပဲရက်ဆက်ကြမ်းကြုတ်လာတဲ့တော်ရိုင်းတရိษံတစ်ကောင်အဖြစ်လှောင်အိမ်ထဲမှာပိတ်မိနေခဲ့တာပါအဲ့ဒီနောက်သိပ္ပံပညာရှင်အမေဖြစ်သူကအရင်ကစကားပြောနိုင်တဲ့တတဝါလေးတွေဘာကြောင့်ရိုးရိုးတရိษံအဖြစ်ပြန်ပြောင်းသွားရတာလဲဆိုတာကိုမေးမြန်းခဲ့ရာအဖေဖြစ်သူကလည်းဖြစ်ပျက်ခဲ့သမျှအရာအလုံးကိုအသေးစိတ်ပြန်လည်ပြောပြခဲ့ပါတယ်။ဒါကိုကြားလိုက်ရချိန်မှာတော့သိပ္ပံပညာရှင်အမေဖြစ်သူဟာတခုခုကိုရုတ်တရက်သဘောပေါက်သွားခဲ့ရတာပါ။သူမဟာကွန်ပျူတာကီးဘုတ်ကိုအသေးအတန်ရိုက်နှိပ်ပြီးစစ်ဆေးကြည့်လိုက်ရမှဒီသက်ဝါတွေဟာခန္ဓာကိုယ်ထဲကအဒရနာလင်းဟော်မုန်းတွေထွက်ပေါ်လာတာကြောင့်မူလအခြေအနေစီပြန်ရောက်သွားတာဖြစ်ကြောင်းသိသွားခဲ့ရပါတယ်။အထူးသဖြင့်ကြောက်ရွံ့ထိတ်လန့်မှုကြောင့်ထွက်ပေါ်လာတဲ့ adrenaline ဟာခန္ဓာကိုယ်ရဲ့မူလမွေးရပါအသိစိတ်တွေကိုပြန်လည်နိုးထစေတာပဲဖြစ်ပါတယ်။ဒါကိုသိသွားတာနဲ့အမေဖြစ်သူဟာသမီးဖြစ်သူရဲ့ adrenaline ကိုလှုံ့ဆော်ပေးနိုင်မဲ့ဆေးရည်တစ်မျိုးကိုခိတ္တခဏအတွင်းစမ်းသပ်ဖန်တီးလိုက်ပါတော့တယ်။သူမရဲ့စမ်းသပ်ချက်ဟာအမှန်တကယ်အောင်မြင်သွားခဲ့ပြီးသမီးဖြစ်သူဇိုအီကိုမူလလူသားအဖြစ်ပြန်လည်ရရှိသွားခဲ့ကြပါတော့တယ်။အဲ့ဒီနောက်မိဘနှစ်ပါးစလုံးဟာမိမိတို့မိဘတာဝန်ကိုတေချာဂရုမစိုက်နိုင်ခဲ့ကြတာတွေအတွက်သမီးဖြစ်သူဇိုအီကိုဝမ်းနည်းစွာနဲ့တောင်းပန်ခဲ့ကြပါတော့တယ်။ခုဆိုရင်တော့ဇိုအီတယောက်သူမကိုအမှန်တကယ်ချစ်ခင်ဂရုစိုက်ပေးမဲ့မိဘအစ်စ်အမှန်တွေကိုပြန်လည်ရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်။အခြားတစ်ဖက်ကကြွက်အုပ်စုမှာတော့ပုံမှန်လူသားတွေထင်မှတ်မထားနိုင်လောက်အောင်အထိဉာဏ်ရည်နဲ့နည်းပညာတွေအစမတန်တိုးတက်ပြောင်းလဲသွားခဲ့ကြပြီဖြစ်ပါတယ်။အဓိကကတော့အဲ့ဒီကြွက်တွေဟာကဘာပေါ်ကလူသားတွေရဲ့ပတ်ဝန်းကျင်ညဉ့်ညမ်းအောင်ပြုလုပ်မှုတွေကြောင့်ကဘာကြီးဟာနှစ်စဉ်နှစ်တိုင်းပုံမှုပူနွေးလာနေတဲ့ဆိုတာကိုသတိထားမိသွားခဲ့ကြတာပါ။ဒါကြောင့်မကြမီကဘာကြီးပျက်စီးသွားတော့မယ်ဆိုတာသိသွားတဲ့အဲ့ဒီကြွက်တွေဟာသူတို့ဘာသာတိဆောက်ထားတဲ့ဒုံးပြန်တွေနဲ့အခြားကြိုတစ်ခုစီပြောင်းရွှေ့ဖို့ထွက်ခွာသွားခဲ့ကြပါတော့တယ်။ကျောင်းစုထွက်ခွာသွားချိန်မှာပဲဂျွန်စင်ရောက်ရှိလာခဲ့ပြီးအမေဖြစ်သူရဲ့ပုတ်ပေါ်ကအစီအစဉ်ပေါင်းစုံနဲ့ DNA ပြောင်းလဲစေတဲ့တစ်ပင်ကြီးရဲ့တည်နေရာကိုပါတွေ့ရှိသွားခဲ့တာပါ။ဒါကြောင့်ဂျွန်စင်ဟာအဲ့ဒီနေရာစီမသွားမီမိဘနှစ်ပါးနဲ့မွေးမြူရေးတပ်တော်၃ကောင်လုံးကိုဖမ်းဆီးပြီးခေါ်သွားခဲ့ပါတော့တယ်။အဲ့ဒီချိန်မှာဇိုအီတယောက်တည်းကြံခဲ့ရပြီးမထင်မှတ်ထားတဲ့ចောင်းသားလေးကိုင်းရောက်လာကရှောက်လာမှလက်မှတ်ထိုးပေးဖို့ထပ်မံပူစားခဲ့ပြန်ပါတယ်။ဇိုအီလည်းစိတ်ရှုပ်လွန်းလို့လက်မှတ်ထိုးပေးလိုက်ရင်ငိုယိုကဖြစ်ပျက်ခဲ့သမျှပြဿနာအလုံးကိုရင်ဖွင့်ပြောပြခဲ့ရာចောင်းသားလေးကိုင်းကဇိုအီကိုကူညီပေးမယ်လို့ကတိပေးခဲ့တာပါ။ဒါပေမဲ့အဲ့ဒီလိုလက်မှတ်ထိုးပေးလိုက်တာဟာအရာရာကိုထာဝရပြောင်းလဲပြစ်လိမ့်မယ်လို့ဘယ်သူမှမထင်ခဲ့ကြပါဘူး။ဘာလို့လဲဆိုတော့ကိုင်ဟာဒီကဘာကြီးကိုပုံမကောင်းမွန်အောင်ပြောင်းလဲပြစ်ချင်သူဖြစ်လို့ပဲဖြစ်ပါတယ်။ဒါဟာကောက်ကျစ်လာတဲ့ရန်သူကြီးဂျွန်စင်ရဲ့ရည်ရွယ်ချက်နဲ့လုံးဝပြောင်းပြန်ဖြစ်နေကြတာမို့ကိုင်ဟာကိုပိုင်လျင်ရှိတဲ့အတော်ဖြစ်သူကိုခေါ်ယူပြီးဂျွန်စင်ရဲ့နောက်ကိုထက်ချက်မကွာလိုက်သွားခဲ့ပါတော့တယ်။ဂျွန်စင်တို့အဖွဲ့တွေပန်းနိုင်စီရောက်ရှိသွားချိန်မှာတော့ဖမ်းလို့ရသမျှတရိတ်ဆန်တွေအကုန်လုံးကိုလိုက်လံဖမ်းဆီးခဲ့ကြပါတယ်။ဒါပေမဲ့ဂျွန်စင်အမှန်တကယ်လိုချင်နေတာကတော့ DNA ပြောင်းလဲမှုတွေကိုစတင်ဖြစ်ပေါ်စေခဲ့တဲ့မူလသစ်ပင်ကြီးပဲဖြစ်ပါတော့တယ်။အဲ့ဒီစမ်းကြဲတဲ့တစ်ပင်ကြီးကိုဘယ်ဆက်ပစ္စည်းကိရိယာနဲ့မှယူလို့မနိုင်ခဲ့ပါဘူး။ဒါပေမဲ့အတိတ်တုန်းကအမြဲတမ်းအနိုင်ကျင့်ခံခဲ့ရတဲ့ဂျွန်စင်ဟာအခုချိန်မှာတော့ဘယ်ရီသီးတွေကိုအမြောက်အများစားသုံးလိုက်ပြီးအလွန်ကြောက်စရာကောင်းတဲ့ဘလူးတရေကောင်ကြီးအဖြစ်ပြောင်းလဲသွားခဲ့ပါတော့တယ်။သူရဲ့ပြင်းထန်လာတဲ့စွမ်းအားနဲ့အင်အားကြီးမှပုံကတော့ဘသူမှတန်တရားဖြစ်စရာမလိုလောက်အောင်အထိလွန်ကဲနေခဲ့တာပါ။ခုဆိုရင်ဂျွန်စင်ဟာတဘာဝလွန်တတဝါကြီးဖြစ်သွားခဲ့ပြီဖြစ်လို့သူ့ရဲ့စီးစိမ်ဥစ္စာတွေနဲ့အင်အားစွမ်းပကားတွေကိုပေါင်းဆက်လိုက်ရင်ဒီကဘာကြီးကိုစိုးမိုးတော့မယ်ဆိုတာညင်းလို့မရတော့ပါဘူး။ကံကောင်းစွာနဲ့ပဲအဲ့ဒီအချိန်မှာပဲဇိုအီနဲ့အခြားသူတွေရောက်ရှိလာခဲ့ကြပါတော့တယ်။ဇိုအီဟာသူမရဲ့မိဘနှစ်ပါးကိုတွားရောက်ကယ်တင်ခဲ့ရမှာအမေဖြစ်သူကမိမိပါလာတဲ့စီးရင်ဟာဂျွန်စင်ကိုမူလအတိုင်းပြန်ပြောင်းပေးဖို့မလုံလောက်ဘူးလို့ပြောပြခဲ့ပါတယ်။ဂျွန်စင်ရဲ့ခန္ဓာကိုယ်ရဲ့အဒရနာလင်းဟော်မုန်းတွေထွက်လာအောင်အလွန်အမင်းကြောက်ရွံ့စိုးရိမ်မှုတွေဖြစ်ပေါ်စေဖို့လိုအပ်ပေမဲ့အခုလိုအစွမ်းထက်နေချိန်မှာတော့ဒါဟာအလွန်ပဲခက်ခဲလာတာပါ။ဒါပေမဲ့ခေတ်သစ်လူငယ်လေးဇိုးအီစီမှာတော့အင်မတန်အကွက်မြင်တဲ့ idea တစ်တစ်ခုရှိနေခဲ့တာပါ။ဘာလို့လဲဆိုတော့အရင်တုန်းကဂျွန်စင်ကတနာစရာတတဝါလေးတွေအပေါ်ပြုတ်မှုခဲ့သမျှအရာအလုံးကိုသူမကဗီဒီယိုရိုက်ကူးထားခဲ့လို့ပဲဖြစ်ပါတယ်။အဲ့ဒီဗီဒီယိုကိုအင်တာနက်ပေါ်မတင်မီမှာပဲဇိုအီကဂျွန်စင်ကိုအခုချိန်မှာအင်တာနက်အသုံးပြုသူဆယ်ကနန်းမကတဲ့လူပေါင်းများစွာဟာရှင့်ရဲ့ကုမ္ပဏီကိုဝိုင်းဝန်းဆဲဆိုတိုက်ခိုက်နေကြပြီလို့ပြောပြခဲ့ပါတယ်။ဒါကြောင့်ရှင့်ရဲ့ကုန်ပစ္စည်းတွေကိုဘယ်သူမှဝယ်ယူတော့မှာမဟုတ်ဘူးဆိုပြီးတော့လဲဆက်လက်ချိန်ချောက်ခဲ့ပါတော့တယ်။ဒါအပြင်ရှင့်ကုမ္ပဏီရဲ့ထုတ်ကုန်တွေကိုလည်းလူတွေကဝိုင်းဝန်းတပိတ်မှောက်ကြတော့မှာမို့ရှင့်မှာကြောက်စိတ်နဲ့တက်ထားတဲ့မျက်မှန်တလက်ကလွှဲရင်ဘာမှကြံတော့မှာမဟုတ်ဘူးလို့ပြောခဲ့တာပါ။ဇိုအီပြောလို့လည်းပြီးရောဂျွန်စင်ရဲ့ခန္ဓာကိုယ်ထဲမှာအလွန်အမင်းစိုးရိမ်ပူပန်မှုတွေကြောင့်အဒရနာလင်းဟော်မုန်းတွေဒလဟောထွက်ပေါ်လာခဲ့ပါတော့တယ်
ဒါကြောင့်ကျွန်းစင်ဟာမူလလူသားရုပ်အဖြစ်ချက်ချင်းပြန်လည်ပြောင်းလဲသွားခဲ့ရပြီးတန်လောင်အိမ်ထဲမှာတေချာပိတ်လောင်ခံလိုက်ရတာမို့အရာရာအလုံးဟာအစဉ်ပြေပျော်ရွှင်စွာနဲ့ပဲပြီးဆုံးသွားခဲ့ရပါတော့တယ်။မေဖြစ်သူကတော့တဘာဝအတိုင်းဖြစ်ပေါ်လာခဲ့တဲ့ဒီတဘာဝလွန်တစ်ပင်ကြီးကိုတွားရောက်မနှောက်ယှက်တဲ့တော့ပဲအကောင်းဆုံးကတော့ဒီအကြောင်းအရာတွေကိုလျှို့ဝှက်ထားဖို့ပဲဖြစ်ပါတယ်လို့တွေးခဲ့တာပါ။မူလတစ်ပင်ကြီးရဲ့အသီးတွေကိုစားသုံးထားမှုတဲ့မွေးမြူရေးတတဝါ၃កောင်ဟာလည်းလူသားဆန်မှုတွေပြန်လည်ရရှိလာခဲ့ကြပါတယ်။သူတို့ကဒီတော်ထဲမှာပဲဆက်လက်နေထိုင်တော့မယ်လို့ပြောဆိုကသူတို့ချစ်ရတဲ့ဇိုးကြီးကိုနှုတ်ဆက်ပြီးထွက်ခွာသွားခဲ့ကြတာပါ။ဒါပေမဲ့မထင်မှတ်ထားခဲ့တာကတော့ရက်ပိုင်းမြကြာမှာပဲအိမ်ရှိခေါင်းလောင်းတန်မြည်လာခဲ့ပြီးမွေးမြူရေးတတဝါ၃កောင်ဟာအိမ်ရှိမှာပြန်လည်ပေါ်ပေါက်လာခဲ့ကြတာပဲဖြစ်ပါတယ်။သူတို့ကအဲ့ဒီတော်ထဲမှာဖုန်းတွေ Wi-Fi တွေဆိုဖာနဲ့ရေခဲမှုန့်တွေလုံးဝမရှိဘူးလို့ပြောခဲ့ကြတာပါ။ဒီလိုနဲ့သူတို့တွေဟာတတောင့်တတရှိလာတဲ့လူသားတွေရဲ့ဘဝစီပြန်လည်ရောက်ရှိလာခဲ့ကြသလိုဇိုးဤရဲ့မိဘနှစ်ပါးကလည်းသမီးဖြစ်သူကိုပုံမဂယူးဆိုင်ပေးလာခဲ့ကြပါတော့တယ်။အမေဖြစ်သူကဇိုးဤကိုအိမ်မှာပဲကိုယ်တိုင်စာသင်ပေးခဲ့ပြီးအဖေဖြစ်သူကလည်းခဏခဏလာတွေ့ကပျော်စရာအားကစားလှုပ်ရှားမှုတွေကိုအတူတူပြုလုပ်ပေးခဲ့ကြတာပါ။မိဘတွေရဲ့ပြောင်းလဲမှုတွေကနေစတင်ခဲ့တဲ့ဒီအပြောင်းလဲဟာဇိုးဤလိုစိုးပေတေးနေတဲ့မိန်းကလေးငယ်တစ်ယောက်ရဲ့ဘဝကိုထာဝရပြောင်းလဲပစ်ခဲ့ပါတော့တယ်ရှင်။